ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးသစ်ဒေါက်တာခါလီယူရာမန်ထံကိုအာရခတ်တပ်တော် AAC ဦးစီးချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ကပထမဆုံးအကြိမ်ဖြစ်ဂုံပြုတ်တဝန်လွှာပေးပို့လိုက်ပါတယ်ဒီတဝန်လွှာမှာဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်ပြည်အကြားမဟာမိတ်ဆက်ဆံရေးလမ်းကြောင်းတစ်တစ်ခုဖန်တီးဖို့မျှော်လင့်ကြောင်းထည့်သွင်းပြောကြားထားပါတယ်အသေးစိတ်ကိုတင်ဆက်ပေးပါမယ်2026ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့ရက်စွဲနဲ့ထွက်ပေါ်လာတဲ့ဘင်္ဂလားဒေ့ရှ်အစိုးရပိုင်းသတင်းဌာန BSS ရဲ့အဆိုအရရခိုင်မျိုးသားအဖွဲ့ချုပ် ULA ဥက္ကဋ္ဌလည်းဖြစ်အာရခတ်တပ်တော် AA စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ဘိုးချုပ်ထုံးမြတ်နိုင်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးသစ်ဒေါက်တာခါလီယူရာမန်ထံကိုဂုံပြုတဝန်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်ဘိုးချုပ်ထုံးမြတ်နိုင်ရဲ့တဝန်လွှာထဲမှာတော့ရခိုင်ပြည်အစိုးရနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြားအကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေကိုဆက်လက်လှုပ်ဆောင်လိုကြောင်းနဲ့ရခိုင်ကရှိခဲ့တဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုအခြေခံပြီးမိဖက်ဆက်ဆံရေးလမ်းကြောင်းတစ်ခုဖန်တီးနိုင်မဲ့အခွင့်အလမ်းကိုမျှော်လင့်ကြောင်းဖော်ပြထားပါတယ်